product ကဘလောက်ပဲကောင်းကောင်းတကယ်ဝယ်မဲ့လူလေရောင်းတတ်ဖို့ကလိုသေးတယ်ကျွန်တော်2010ဝန်းကျင်လောက်တုန်းကအမေရိကမှာ Old Spice လို့ခေါ်တဲ့အမျိုးသား hygiene product တွေဖြစ်တဲ့ဥပမာဆက်ပြားတို့နောက်ဒီ body spray တို့လိုမျိုးအရာတွေရောင်းတဲ့ company ကရောင်းအားကျတဲ့ပြဿနာတစ်ခုနဲ့တွားပြီးတော့ကြုံတယ်။ဘာကြောင့်လဲလို့မေးရင်အဲ့ဒီ product ကကျွန်တော်လွန်ခဲ့တဲ့နှစ်ပေါင်း40 50လောက်ကတည်းကဒီအနက်မယ်ဆိုတော့ပိုးတွေစီကလည်းဒီအနက်ရပဲအဖေတွေစီကလည်းဒီအနက်မယ်ရတာပဲဆိုတော့ဒီအနက်ဒီခက်မမီတော့ဘူးလို့ယူဆတယ်။အဲ့တော့တော်တော်များများသိပြီးတော့မသုံးကြဘူး။ဒီတော့ Old Spice ရဲ့ marketing team ကတကယ်ကြီးရောင်းရအောင်ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့သူတို့အဖြေရှာကြတယ်။ Okay အဲ့တော့ဘယ်သူတွေဝယ်လဲဆိုပြီးတော့သူတို့စစ်တမ်းကြည့်လိုက်တဲ့အခါမှာသူတို့လုံးဝ shock ရသွားတယ်။အိမ်တအိမ်မှာမျိုးသားတွေသုံးတဲ့ hygiene product တွေပေါ့လေဆက်ပြားတွေလိုမျိုး body spray လိုမျိုးတွေကိုဝယ်တဲ့သူတွေရဲ့ 70% လောက်ကအမျိုးသမီးတွေဖြစ်နေတာပြီးတော့သူတို့ကအရင်တော့ကတော့အမျိုးသားတွေကိုဓာတ်ရိုက်ကြော်ညာတယ်ဒါပေမဲ့သူတို့ကကြော်ညာတဲ့ direction ကိုလုံးဝပြောင်းလိုက်တယ်သူတို့ကြော်ညာကအရက်မိုက်တယ် Hello ladies look at your man now back to me now back at your man now back to me အမျိုးသမီးတွေပေါ့ဒီမှာကြည့်လိုက်စမ်းပါနင်တို့ရဲ့အမျိုးသားကအိမ်မှာအမျိုးသမီးနဲ့ထွက်တဲ့ဆက်ပြားတွေသုံးနေတော့မဲ့လားနင်တို့ရဲ့အမျိုးသားတွေအနံ့ကဒီလိုမျိုးဖြစ်တင်တာငါတို့ယောက်ျားလေးတစ်ယောက်ရဲ့အနံ့ဆိုတာဒီလိုဖြစ်တင်တာဟာတာနှော့ပြီးတော့သူတို့အမျိုးသမီးတွေကို target ထားပြီးတော့ကြော်ညာတယ်ဆိုတော့အမျိုးသမီးတွေကဝယ်ယုံနေမဟုတ်ဘူးဒီကြော်ညာကိုတယောက်နဲ့တယောက်နဲ့ပြန်ပြီးတော့ share ကြတယ်သူတို့အရန်သဘောကျသွားတယ်အဲ့ဒီကြော်ညာတွေကလည်းအရန်ရည်ရတယ်အချိန်ရရင်ကျွန်တော် YouTube မှာ Old Spice ကြော်ညာတွေကိုတွားကြည့်အရန်ရည်ရတယ် Old Spice brand ကဟိုအရင်တော့အဖိုးသုံးခဲ့တဲ့ brand မှာကွာဆိုတဲ့အနေထားကနေပြီးတော့လုံးဝလူတွေကြားထဲမှာခစ်စားတဲ့ grooming product တစ်ခုအနေနဲ့ပြန်ပြီးတော့နာမည်ကြီးသွားတယ်သူတို့ရဲ့ sales ကလည်းဒီတစ်လအတွင်းမှာပဲ125%လောက်တက်သွားတယ်လို့ပြောတယ် marketing လုပ်တော့မယ်ကြော်ညာလုပ်တော့မယ်ဆိုရင်ပထမဆုံးစဉ်းစားရမယ့်အရာကဒီကြော်ညာကိုဘယ်သူကြည့်မှာလဲဒီကြော်ညာကနေဝယ်ဖို့ဘယ်သူဆုံးဖြတ်မှာလဲအဲ့ဒီအရာလေးထည့်ပြီးတော့စဉ်းစားတယ်ဆိုရင်ကျွန်တော်တို့လုပ်တဲ့ကြော်ညာတွေကတစ်ခုခုပို့ပြီးတော့ထူးခြားမှုရှိလာပါလိမ့်မယ်ဒီနေ့အတွက်10မိနစ်စာ marketing ဖြစ်ပါတယ်ဒါနဲ့စကားမဆက်ကျွန်တော်ရဲ့ video တွေကိုဖန်တီးလာတာဒီနေ့ဆိုရင်119ပုံမြောက်ကိုရောက်လာကျွန်တော်ယုံတာကရှေ့က video တွေရောဒီနေ့ video ရောမှာပါမိတ်ဆွေတို့အတွက်တွေးစရာတစ်ခုခုရမယ်ဆိုတာယုံပါတယ်ကျွန်တော်တို့မနေ့ဖြန်ဆိုရင်ကျွန်တော်ရဲ့ရက်ပေါင်း120 challenge ကပြီးတော့မယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကကြည့်နေတဲ့မိတ်ဆွေတွေအတွက်တခုခုအကျိုးရှိတယ်ဆိုရင်တကယ်ကိုဖန်တီးရအကျိုးနဲ့ပါတယ် Okay ကျွန်တော်တို့နောက်ဆုံးဗီဒီယိုမှာပြန်ဆုံပါမယ်